အလုပ်ချက်စရာမလိုပဲတစ်လအတွင်း essay တစ်ပုဒ်ကိုလက်တန်းရေးနိုင်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုမင်းတို့သိချင်လားသိချင်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက် essay လို့ပြောလိုက်တာနဲ့အလုပ်ချက်ပြီးရေးမယ်ကွာဆိုပြီးတော့တွေးထားတဲ့အကြောင်းသားတွေရှိမှာပေါ့ဒီတိုင်းမှာမင်းတို့လည်းပါနိုင်တယ်ဒါပေမဲ့အထက်တန်းလောက်ရောက်ပြီဆိုရင်တော့ essay ကိုအလုပ်ချက်ပြီးရေးမနေသင့်တော့ဘူးကိုယ်တိုင်ခေါင်းထဲကနေပြီးတော့စဉ်းစားပြီးတော့ရေးတတ်တင်နေပြီနောက်ထပ်တချို့ကျောင်းသားတွေကတော့ essay ကိုကိုယ်တိုင်တော့ရေးနိုင်တယ်ဒါပေမဲ့တစ်ပတ်လောက်ရောက်ရင်စံမရေးတတ်ကြတော့တာမျိုးအမားတွေအများများနေရမျိုးအရန်ဖေးစစ်ကြရဲ့စကားလုံးတွေပဲတုံးပြီးရေးနိုင်တာမျိုးတွေလည်းရှိလိမ့်မယ်ဒီလိုကျောင်းသားတွေအတွက်လည်းအခုပြောပြရတဲ့နည်းတွေနဲ့လိုက်လေ့ကျင့်ကြည့်အခုပြောပြမယ့်လေ့ကျင့်နည်းကိုတော့ PEP လို့ခေါ်တယ်မင်းတို့သိရ PEP လို့မုံတော့မဟုတ်ဘူးပေါ့ဘာလဲဆိုတော့ရှင်းပြမယ်ပထမဆုံး P က plan လုပ်ဖို့ပြောတာ essay ရေးတဲ့အခါဘယ်လိုလုပ်ကြလဲမင်းကမေးခွန်းဖတ်ပြီးရတယ်ခေါင်းစဉ်ကိုပြန်ကောက်တယ်ပြီးရတယ်တန်းရေးဖို့ကြိုးစားနေပြီဆိုရင်တော့အမှားတွေကစလွဲနေပြီရင်းနေနေပဲဘာဆက်ရေးရမလဲဆိုတော့စဉ်းစားကြတာများတယ်ဘာရေးရမလဲဆိုတော့ကြိုး plan မလုပ်ထားကြဘူးဒီလိုလုပ်တဲ့အခါအုံနောက်ကလက်ရှိရင်းနေတဲ့စာကြောင်းမှာစလုံးပေါင်းတွေ grammar တွေကိုမမားအောင်အာရုံစိုက်ရတယ်လို့နောက်ထပ်ဘာရေးရအောင်လဲဆိုတာပါတပြိုင်နဲ့စဉ်းစားနေရတာပေါ့တစ်ခုလုံးဗျိုင်းနေလို့ရတော့စလုံးပေါင်းမားတာတို့ရေးနေနေဘာဆက်ရေးရမလဲ idea မထွက်တော့တာမျိုးတွေဖြစ်လာရောဥပမာမုတ်ဆိုင်နဲ့စပိန်စီးနေလို့မျိုးပဲတခုချင်းခွဲလို့ရင်တော့လွယ်တယ်ဒါပေမဲ့နှစ်မျိုးလုံးကိုဗျိုင်းတူလုံးတော့မယ်ဆိုရင်စပိန်ပဲမှောက်မလားမဟုတ်ပဲနေမလားတစ်ခုလုံးလည်းဖြစ်သွားနိုင်တယ်ပြောချင်တာကဒီလိုလုပ်လိုက်ရင်တနေ့ရာမှာတော့အားနေသွားလိမ့်မယ်ဘာမှပြင်ဆင်မှုမလုပ်တာပဲ essay ကောင်းတစ်ပုဒ်ထပ်လာမှာမဟုတ်ဘူးဆမွေးဝဲမှာဆိုရင်ပိုတည်တာတယ်။ညာတော့အပြင် essay ဆိုတာနောက်ဆုံးမှရေးချရဆိုတော့ essay ရေးတဲ့အချိန်မှာအုံနောက်ကအရှိမအများကြီးသုံးထားရတော့တော်တော်ပင်ပန်းနေပြီ။ရေးနေနဲ့ idea ထုတ်ဖို့ကမလွယ်တော့ဘူး။အဲဒါကြောင့်မလို့မရေးခင်မှာတည်းကဘာရေးရမလဲဆိုတာကိုကြို plan ထားဖို့လိုတယ်။ဘာရေးရမလဲဆိုတာကိုကြိုတွေးထားတော့ရေးနေနဲ့တစ်သွားရမျိုးတွေလည်းရှိလာတော့မှာမဟုတ်ဘူး။ idea တွေကလည်းဟိုတစ်ခုဒီတစ်ခုဖြစ်မနေတော့ဘူး။ဒါပေမဲ့မင်းကဘာရေးရမလဲဆိုတာကိုကြိုမတွေးထားဘူးဆိုရင်တော့တခါမှမရောက်ဘူးသေးတဲ့နေရာကိုမြေပုံလည်းမကြည့်လမ်းလည်းမသိဘဲနဲ့ရှေ့ဦးတက်ရအောင်ရှောက်သွားနေတယ်လို့မျိုးပဲဘယ်တော့မှလိုရအောင်ရောက်အောင်မဟုတ်ဘူးဒီလိုပဲမင်း essay ရလဲပြောချင်တယ်ဆိုလို့ရင်မေးထားတဲ့ topic နဲ့လွဲနေပြီးတော့လိုရင်းမရောက်တော့အမှတ်လည်းကောင်းကောင်းရမှာမဟုတ်ဘူးဒီတော့အဲ့လိုမဖြစ်အောင်စာမေးခင်ပါတွေကဘယ်လိုကြိုတင်ပြင်ဆင်ထားတယ်လဲဆိုတာကိုရှင်းပြမယ်ဒီနေရာမှာနှစ်ပိုင်းခွဲပြီးပြပြပေးမယ်ဘယ်လိုကြိုတင်ပြင်ဆင်ရမလဲဆိုတဲ့အပိုင်းနဲ့အဲ့လိုပြင်ဆင်နိုင်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုတာပဲဒီနည်းလေးကတော့ထိတ်တန်းကျောင်းသားတွေအသုံးများရတဲ့ထုတ်ထုတ်နည်းနှစ်မျိုးကိုပေါင်းထားတာအရင်ဆုံးစာမျက်နှာအလုပ်တွေကိုပုံမှန်ပြစာလို့၃ပိုင်းဖိုက်လိုက်ညာဘက်ကနည်းနည်းပိုကြည့်ရဲ့အကွက်မှာဘာအကြောင်းအရာရေးရမလဲဆိုတော့အချမ်းမြင့် mind map ဆွဲရမယ် mind map ဆွဲဆိုတာဘာလို့ရရလဲဆိုတော့အရင်ဆုံးကိုရေးမဲ့ခေါင်းစဉ်ကိုအလယ်မှာရေးပြီးမှအဲ့ရနေခွဲထွက်ပြီးတော့တစ်ဆက်ချင်းစီစဉ်းစားသွားအထက်တန်းအစင်းအတွက်ဆိုရင်တော့အလုံးကားလေးကြော်လို့မရဘူးဆိုတော့အဓိကအချက်၃ချက်လောက်ကိုပဲစဉ်းစားနိုင်ရင်ကိုရနေပြီအဓိက point ၃ခုလောက်ကနေပြီးတော့အကျယ်ရှင်းပြနေတာလေးထည့်ဖြည့်ပေါ့တခုတတိထားရမှာအခုလို mind map လုပ်နေတော့မှစာကြောင်းအပြည့်ရေးနေကြမှာလို့ဘူးစလုံးပေါင်းမှားမှလည်းဘာညာလဲစိတ်မပူနဲ့ကိုအဆင်ပြေသလိုခေါင်းထဲထွက်လာလို့သာရေးတာဒီမှာလိုပဲရေးချင်တယ်ဆိုရင်တော့မှရတယ်အဓိက point နေရနေပြီးခွဲထုတ်ဖို့ idea စဉ်းစားများတော့ဘူးဆိုရင်လည်းစိတ်မပူနဲ့သုံးလို့ရမယ့် formula တွေကိုပါတစ်ခါလေးပြပြပေးမယ်အမှန်ဆုံးတစ်ခုကတော့ problem solution benefit ဆိုတဲ့ method ပဲအရင်ဆုံးပြဿနာတစ်ခုကိုပြပြမယ်ဖြေရှင်းတဲ့နည်းကိုပြပြမယ်ပြဿနာကိုဖြေရှင်းနိုင်တဲ့အပြင်ဘယ်လိုအကျိုးကျေးဇူးတွေကိုပါထပ်ရနိုင်သေးတယ်ဆိုတာဟိုနောက်ဆုံးမှာပေါင်းပြီးတော့ရေးပေးမယ်ဖြေရှင်းနည်းကိုတန်းမြေခင်ဂျားထဲမှာပြဿနာကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေကိုထပ်ပြီးတော့ရှင်းပြခြင်းလည်းရသေးတယ်နာမည်ကြီးကွန်ပျူတာတွေကသူတို့ရဲ့ save page တွေကြောင်းကြရဲမှာအခုနည်းကိုထည့်ပြီးတော့သုံးကြတယ်နောက်ထပ်တစ်မျိုးကတော့ P ရဲ့ field method လို့ခေါ်တယ်ပထမဆုံး P က point ကိုပြောချင်တဲ့ point တစ်ခုကိုအရင်ဆုံးရေးလိုက်ပြီးရင် E explanation ခုနကပြောခဲ့တဲ့အချက်ကိုထပ်ပေါင်းပြီးတော့ရှင်းပြရလို့ရေးလုပ်ရမယ်နောက်ထပ် E က example ဥပမာတွေအချက်လက် data တွေဖြစ်ဖြစ်ထည့်ရေးပြီးဒီညမှာစကားပုံတို့အဆိုမိတ်တို့လိုမျိုးရေးစာတွေထည့်ရေးခြင်းလည်းရတယ်နောက်ဆုံး L က link ရှေ့ကပြောခဲ့တဲ့အချက်တွေနဲ့မေးထားတဲ့ခေါင်းစဉ်နဲ့ဘယ်လိုဆက်ဆက်ကြအောင်ပြန်ပြီးတော့ရှင်းပြပါနောက်ထပ်ပြောမယ့်အချက်နဲ့ link ချိန်ပြီးရေးချင်တယ်ဆိုလည်းရတယ်ဒီလိုဆိုရင်ကိုပါရေးချင်တယ်ဆိုတာကိုကြောရိုးကိုတော့ရသွားပြီဒါပေမဲ့ plan လောက်တာတစ်ပိုင်းပဲရှိသေးတယ်နောက်ထပ် bell page ကမှရေးပြီးတော့ကြိုတင်ပြင်ဆင်ထားရမှာ keyword တွေပဲ keyword ဆိုတာကကိုယ့် essay ထဲမှာထည့်ရေးမဲ့ခေါင်းစဉ်နဲ့ဆက်ဆက်တဲ့ vocab တွေကိုပြောတာသုံးလုံးလေးလုံးလောက်ရှိထားရင်လည်းလုံလောက်တယ်နောက်ပြီးရေးဖို့လိုတာကိုသုံးဖို့ရည်ရွယ်ထားတဲ့နည်းနည်း advanced ဖြစ်တယ်ဆိုတဲ့ vocab လေးတွေကိုကြိုပြင်ဆင်တာခုနက mind map လုပ်နေရင်လည်းကိုရေးချင်တဲ့ sentence လေးတွေလည်းရှိလာလိမ့်မယ်အဲဒါကြောင့်မလို့ grammar pattern တစ်ခုနှစ်ခုလောက်ကိုကြိုပြင်ဆင်ထားနိုင်ရင်လည်းကောင်းတယ်စာကြောင်းအပြည့်စုံဖြစ်နေဖို့တော့မလိုဘူးကိုပြင်ဆင်ထားတဲ့မြတ်စလုံးတိုင်းကို essay ထည့်ရမယ်လို့လည်းမဟုတ်ဘူးမလိုအပ်တာတွေကို essay ရဲ့အချိန်မှာခြံရဲလို့ရတယ်အခုလိုကြို plan ထားတာကိုတချို့ကသက်သက်ချိန်ဖြုံးတယ်လို့ပဲထင်ကြမှာပဲဒါပေမဲ့တကယ်တမ်းရေးတဲ့အခါမှာ plan လုပ်ထားတာကြောင့်အချိန်ကုန်ပိုသက်သာတာကိုတွေ့ရလိမ့်မယ်အဲ့ဒီပြင်အမားလည်းပုံနေသွားလိမ့်မယ်ရင်းနေနဲ့ဘာဆက်ရေးရမလဲမသိတော့ပဲ idea မထွက်တော့တာမျိုးလည်းဖြစ်တော့မှာမဟုတ်ဘူးဒါပေမဲ့လည်းစာမွေးပွဲမှာ essay အတွက်မိနစ်20အစိတ်လောက်ပဲချိန်ရတာဆိုတော့အခုလို plan တာကိုအလုံးစုံ9မိနစ်လောက်တွင်တော့ပြီးအောင်လုပ်ပေါ့ဒီလိုဆိုရင်ကိုရေးမဲ့ essay ကိုဘယ်လိုပြင်ဆင်ရမလဲဆိုတော့နားလည်သွားတော့ပြီ essay ရဲ့အကြမ်းမြင့် structure ကိုတော့ရနေပြီအဲဒါကြောင့်မလို့နောက်အချက်မှာရထားတဲ့ idea ကိုဘယ်လိုချရေးရမလဲဆိုတာကိုပြပြမယ် E က execution ခု
ခုနကပြင်ဆင်ထားတဲ့ plan တွေကိုလက်တွေ့ရေးရတော့မယ်။ essay တစ်ပုဒ်ရဖို့ဆိုရင် paragraph တွေ3 byte ဒါမှမဟုတ်5 byte လောက်ရေးနိုင်ရမယ်။ဒီလို paragraph တွေရဖို့ကြတော့ sentence စာကြောင်းတွေပေါင်းပြီးတော့ရလာတယ်။အဲ့ဒီ sentence တွေရဖို့ဆိုရင် grammar pattern တွေ vocabulary တွေနဲ့တည်ဆောက်ရတယ်။အဲဒါကြောင့်မလို့အဆုံးအစိမ်းဖြစ်တဲ့ vocabulary တွေနဲ့စလိုက်ရအောင်။ essay ကောင်းတစ်ပုဒ်ရဖို့ဆိုရင် vocabulary ဘယ်နှလုံးလောက်ရထားရမလဲ။အတက်နိုင်ဆုံးတော့များများရထားရင်တော့ကောင်းတော့ပေါ့။ဒါပေမဲ့မင်းအင်္ဂလိပ်စာတိတ်မကျွမ်းသေးဘူးဆိုရင်တော့အများကြီးရထားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလေ။ဒီတော့လေ့ကျင့်ရတော့မယ်။ဘယ်လိုလေ့ကျင့်ကြမလဲ။ essay အတွက် vocabulary လေ့ကျင့်မယ်ဆိုရင်ဘယ်လို vocab မျိုးကိုပိုင်အောင်လုပ်ထားဖို့လိုလဲဆိုတာကိုအရင်ဆုံးသိထားရမယ်။တစ်လားလောက်တည်းမှာတိုးတက်ချင်တာဆိုတော့အများကြီးလုပ်နေဖို့လဲအချိန်တိတ်လောက်မှမဟုတ်တော့အလုံး90လောက်ကိုပဲရည်ရွယ်ပြီးတော့အဲဒါကြောင့်မလို့ဘယ်လို vocab မျိုးကိုပိုင်အောင်လုပ်ထားရမလဲဆိုတာကိုသိချသိတင်တယ်။နည်းနည်းအစိမ့်မြင့်တဲ့စကားလုံးတွေလည်းဖြစ်ဖို့လိုသေးတယ်။အရင်ဆုံးတော့အမှမင်းအခုလက်ရှိတုံးနေတဲ့ vocab တွေကအရင်ရိုးရှင်းနေရဆိုရင်အဲ့ထက်တစ်ဆင့်လောက်မြင့်တဲ့ဟာတွေကိုလေ့ကျင့်ကြည့်။ဒါမဲ့အစိမ့်မြင့်တဲ့ဆိုတဲ့စကားလုံးတိုင်းကိုလည်းလိုက်လုပ်နေဖို့မလိုဘူး။ဒီလိုစကားလုံးတွေကအစိမ့်မြင့်မြင့်အတုံးလေးတော့လောက်ရတာနဲ့သိမတန်ဘူး။အဲဒါကြောင့်မလို့နည်းနည်းလောက် advance ဖြစ်ပြီးတော့အတုံးလေးများရဆိုတဲ့ vocab အလုံး90လောက်ကိုပိုင်နိုင်အောင်လုပ်တာ။တုံးများတဲ့ vocab တွေကဘယ်ကောင်းစင်လာထည့်သုံးလို့ရတဲ့ဟာမျိုးတွေပြောတာ။ဒါရီရထားရင်တော့ essay ရေးတဲ့အခါတော်တော်အဆင်ပြေသွားလိမ့်မယ်။ဒါမဲ့ဒီလိုအသုံးများတဲ့ vocab တွေရထားအောင်နေတော့မပြီးသေးဘူး။သူမရဲ့ category နဲ့ဆိုင်တဲ့ vocab 3 4လုံးလောက်ကိုရထားရင်တော့ပိုကောင်းတယ်။ထောင်ခွဲမှာကခေါင်းစဉ်မျိုးမျိုးမေးနိုင်တယ်ဆိုပေမဲ့သူမေးထားတဲ့ခေါင်းစဉ်တွေကို category ပြန်ခွဲလိုက်မယ်ဆိုရင်တိတ်အများကြီးမရှိတော့ဘူး။ဥပမာ technology, environment, education ဒါမျိုးတွေပြန်ခွဲကြည့်။သူ့ category နဲ့အလိုက် keyword လေးပေါ့။လေးလုံး၅လုံးစီလောက်ရထားရင်တော့အဆင်ပြေတယ်။ဘာလို့ကျက်ရမလဲဆိုတာတော့သိပါပြီ။ဒါမဲ့ကြက်နီးတွေမှားနေမယ်ဆိုရင်တော့ဘာမှတိုးတက်လာမှာမဟုတ်ဘူး။ရင်းနှီးချက်တော့မယ်ဆိုရင်ဘယ်လိုလုပ်ကြရများလဲ။တစ်ဖက်မှာအင်္ဂလိပ်စလုံးပေါင်းရေးထားရင်နောက်တစ်ဖက်မှာမြန်မာလိုဘာသာပြန်တာကိုရေးထားတယ်။ဒီလိုနှစ်ခုတည်းပဲတွဲပြီးတော့မှတ်နေမယ်ဆိုရင်တော့မင်းကကြက်နီးမှားနေပြီ။နှစ်ခုတည်းပဲမဟုတ်ကျွန်တော်တို့ကအလဲမှာအတန်ထွက်လေးပါပါတယ်တော့မလုံးနဲ့။ဘာမှမထူတော့ဘူး။အဲဒါကြောင့်မလို့ကြက်နီးပါမှန်အောင်တစ်ခါလေးပြောပြပေးမယ်။ဘာကြောင့်မလို့ရှေ့ရပြောလို့မကြက်တင်တာလဲဆိုတာကိုအရင်ဆုံးရှင်းပြမယ်။ဥပမာအနေနဲ့ပြောရရင်တကြံဆိုတဲ့စကားလုံးအားလုံးကြားဖို့ကြမှာပေါ့။ဒါကိုအင်္ဂလိပ်လိုပြန်ရေးတဲ့အခါ Water Festival တို့မြန်မာ New Year တို့လိုစကားလုံးတွေကိုသုံးကြတယ်။ဒါပေမဲ့ဒီလိုဘာသာပြန်ပြီးသုံးတဲ့စကားလုံးတွေအားလုံးကမူလဝေါဟာရရဲ့အဓိပ္ပာယ်ကိုအပြည့်အဝမဖော်ပြနိုင်ကြဘူး။ပြန်ရင်းစရာတော့ရှိမှာပေါ့။တကြံဆိုတာကယဉ်ကျေးမှုတစ်ခုနာမည်တစ်ခုဖြစ်နေလို့ဒါရဲ့ဘာသာပြန်ဖို့မလွယ်ဘူးဆိုပြီးတော့ဒါကတော့မှန်ပါတယ်။ဒါပေမဲ့အင်္ဂလိပ်စာမှာမဟုတ်ဘူး။ဘယ်ဘာသာမှာပဲဖြစ်ဖြစ်ဝေါဟာရကိုတခြားဘာသာကိုဒါရဲ့ဘာသာပြန်ပြီးပြောင်းလိုက်တဲ့အခါကျရင်သူ့ရဲ့မူလအဓိပ္ပာယ်ကိုတရားခိုင်တော့အပြည့်အဝမဖော်ပြနိုင်တော့တဲ့အခါမျိုးကြီးအများကြီးရှိတယ်။ဒါကအခြေခံကြရဲ့စကားလုံးတွေမှာတော့တိတ်ပြီးတော့မသိတာဘူး။ဥပမာ run ပြေးသည် eat စားသည်ဒါမျိုးတွေဆိုရင်တော့ဘာမှပြဿနာတိတ်မရှိဘူး။ဒါပေမဲ့နည်းနည်းလောက်အဆင့်မြင့်လာပြီဆိုရင်တော့ဒီလိုကြက်နေလို့အဆင်မပြေတော့ဘူး။အင်္ဂလိပ်စာလုံးတစ်လုံးကိုမြန်မာလိုအဓိပ္ပာယ်ကြီးကြက်လိုက်အောင်လည်းပြီးမသွားဘူး။ဒီလိုကြက်လိုက်တယ်ဆိုရင်ဘာဆက်ဖြစ်လိမ့်မလဲသိလား။မင်းကမင်းတွေလည်းရတယ် essay တွေလည်းတခြားရေးလိုက်နိုင်တယ်။မင်းစဉ်းစားပြီးပြန်ရေးလိုက်တဲ့စမ်းစမ်းရွှေကိုမြန်မာလိုဘာသာပြန်ကြည့်လိုက်ရင်တော့ဟုတ်နေတာပဲ။ဒါပေမဲ့တကယ်တမ်းထွက်လာတာတွေကအင်္ဂလိပ်အတုံးအမှားတွေအဓိပ္ပာယ်မရှိတာတွေဖြစ်နေရောအမှတ်လည်းကောင်းမှာမဟုတ်အဲဒါကြောင့်မလို့ vocabulary မင်းတွေကြက်တဲ့အခါမှာမြန်မာလိုဘာသာပြန်ထားရတယ်မဟုတ်ဝင်နေစကားလုံးရဲ့မူလအဓိပ္ပာယ်ကိုပါနားလည်အောင်လုပ်ရမယ်ဒါတင်မင်းလားဆိုတော့မဟုတ်သေးဘူးမင်းကြက်မဲ့စကားလုံးရဲ့အသုံးပြုပုံ usage တွေကိုသိအောင်လို့ချက်တိုင်းလေ ASMR စမ်းချက်စီလေးတွေနဲ့တွဲပြီးတော့ချက်ဒါမဲ့မေးစရာရှိတာရှေ့ရပြောသလိုမူလအဓိပ္ပာယ်ကိုပါနားလည်နိုင်အောင်ရောဘယ်လိုလုပ်ရမလဲဆိုတာပဲဒါကတော့ဦးကြီးထွေးရဲ့တရှင်းနေရလို့ပဲခန်းစားတတ်မှသာသိမဲ့အရာပေါ့မင်းင်းချက်တဲ့အခါမှာမင်းင်းရဲ့အဓိပ္ပာယ်ကိုကိုယ်တိုင်ခန်းစားမိနေဖို့လိုတယ်ဥပမာ apple ဆိုရင်ပန်းသီးဆိုပြီးမြန်မာလိုဝေါ်ဟာတာကိုမှတ်မနေဘဲနဲ့တကယ်အသီးကိုမြင်နိုင်အောင်ကြည့်ရမျိုးဖြစ်နိုင်တော့စိတ်ထဲကပါလိုက်ပြီးတော့ပုံဖော်ကြည့်ပေါ့ are you and run ဆိုရင်လည်းတကယ်ပြေးနေတဲ့ action ကိုခန်းစားမိအောင်လုပ်တာမျိုးကိုပြောတာတကယ်ထားပြေးနေဖို့တော့မလိုဘူးမြန်မာဝေါ်ဟာတာကြားခံအောင်မသုံးမဲနဲ့ vocabulary ရဲ့အဓိပ္ပာယ်ကိုနားလည်နိုင်အောင်ပုံဖော်နိုင်အောင်ကြိုးစားကြည့်ဒီလိုလုပ်တာပိုထိရောက်တဲ့မင်းင်းချက်နည်းပဲတကယ်တမ်းလိုက်လို့နိုင်တယ်ဆိုရင်ကြက်တယ်လို့တော့ခေါ်လို့မရတော့ဘူး okay မင်းကဒါရီကိုသိပြီဆိုရင်တော့ essay အတွက် vocab တွေစကြက်လို့ရပြီ။တစ်လအတွင်းကြက်မှာဆိုရင်တော့အများကြီးမဟုတ်တော့မှအနည်းဆုံး advanced ဖြစ်တဲ့စကားလုံးအလုံး90လောက်တော့လုပ်တာပေါ့။အဲ့ခါကျရင်မင်းထွက်မှာပေါ့။တစ်ရက်ကိုနှလုံးပဲကြက်မယ်ဆိုရင်တော့မှတစ်လရက်30အလုံး60တောင်ရနေပြီပေါ့။ဒါမဲ့တကယ်မင်းတွေးထားတယ်လို့ဖြစ်လာမှာမဟုတ်ဘူး။တစ်ရက်နှလုံးပဲရအောင်အပိုင်ကြက်မယ်ဆိုရင်ရက်30မြောက်တဲ့နေ့မှာမင်းရနေမှာ3လုံးအလုံးစုံရရင်4လုံးပဲ။နောက်ဆုံးနေ့တွေမှာကြက်ထားတာတွေလောက်ကိုပဲမှတ်မိတော့မှာ။ချက်ထားတဲ့အချိန်မှာမင်းကအရမ်းပိုင်နေပြီလို့ထင်ရင်တော့မှနောက်တစ်ပတ်လောက်နေအားလုံးကပြန်မေ့သွားလိမ့်မယ်။ဒါမဲ့ဒါကမင်းညံမကောင်းလို့ဖြစ်နေတာမဟုတ်ဘူး။ဒါကတဘာဝပဲ။အဲဒါကြောင့်မလို့ပထမပိုင်းရက်တွေမှာအလုံးကြီးများများစားချက်ပထမ9ရက်မှာတရက်ကို10လုံးလောက်နှုံးနဲ့ချက်ထားလိုက်။အရင်အပိုင်ရနေပုံမလို့
အပိုင်းရနေပြီဆိုရင်လည်းပြီးရင်ပြန်ပြေးသွားမှာပဲဘာမှမထူးဘူးအဲ့ဒါကြောင့်မလို့တိတ်မရလည်းပဲအလုံးကြီးများများဟုတ်လားအထီးတွေးရှိအောင်စလုပ်တာနောက်ပိုင်းရက်တွေမှာတော့ရှေ့ရက်ချက်ထားတာတွေကိုနည်းနည်းချင်းပြန်တွေးသွားချက်ထားပဲများအလုံးတိုင်းအောင်လည်းနေ့တိုင်းပြန်တွေးနေဖို့တော့မလိုမိကန်ဒီလောက်ဖြစ်လာပြီဆိုတာနဲ့ပြန်တွေးအချိန်ရမပေးနိုင်လို့ရေးမချက်ချင်ဘူးဆိုရင်လည်းအဆင်ပြေတယ်ဒါပေမဲ့မင်းကဒီနည်းတွေကထိရောက်တယ်ဆိုတော့ချက်ချင်းကြီးဘယ်ရောမလဲအစားပိုင်းမှာတော့ချက်ထားသမျှတွေကပြန်ပြန်ပြီးမေ့သွားတော့တကယ်တော့ထိရောက်ပါမလားဆိုပြီးတော့တန်တရားရည်လည်းဖြစ်လာလိမ့်မယ်ဒီလိုတန်တရားဖြစ်နေဆိုရင်တော့ပြပြမယ်ကျွန်တော်ကိုယ်တိုင်လည်းဒီနည်းကိုပဲသုံးခဲ့တာအင်္ဂလိပ်စာအတွက်တော့မဟုတ်ဘူးဂျပန်စာ vocabulary အလုံး1500လောက်ကို3လအနေမှာကျက်နိုင်ခဲ့တယ်။မင်းရထင်မှာပေါ့ဒီလိုရဖို့အချိန်တွေအများကြီးပေးရမယ်လို့ဒါပေမဲ့ကျွန်တော်တနေ့အချိန်ဘယ်လောက်ပဲပေးခဲ့ရတယ်ဒီလား။တရက်ကိုမိနစ်20 30တန်းမပို့ဘူး။ဒါတော့မှ10တဲကျက်တာမဟုတ်ပဲနဲ့မနေ့10မိနစ်ည10မိနစ်လောက်ပဲလုပ်တဲ့ရက်တွေလည်းရှိတယ်။တိတ်မယုံသေးဘူးဆိုရင်တော့တစ်လလောက်ပဲစမ်းလုပ်ကြည့်။အခုလိုကြံရင်ထူးခြားတာတစ်ခုကိုလည်းသိလိုက်ရတယ်။ဘာလဲဆိုတော့မနေ့ချက်လိုက်တဲ့စာတွေကညနေပဲပြန်ကျက်တဲ့အခါမှာဘာမှမမှတ်မိတော့ဘူးဆိုတာပဲ။ဒါကပုံမှန်ပဲ။မင်းကျက်ရင်လည်းဒီလိုပဲကြုံရလိမ့်မယ်။ဒါကတော့ကြိုပြီးတော့သတိပေးထားတာကျွန်တော်ကတော့ Anki ဆိုတဲ့ application ကိုသုံးပြီးတော့ချက်တယ်ဂျပန်စာ vocab ချက်တုန်းကတော့သူများလုပ်ပြီးသား cat တွေရှိတော့ကိုယ့်ဘာကိုပြန်လုပ်ရမလို့အခု essay တော့ vocab တွေလေ့ကျင့်မယ်ဆိုရင်တော့အဲ့ cat တွေကိုမင်းတို့ကိုယ်တိုင်လုပ်ဖို့လုပ်မယ် okay အဲ့ဒါဆိုရင်တော့ essay ရေးဖို့အတွက် vocab တွေဘယ်လိုလေ့ကျင့်အောင်လဲဆိုတာတော်တော်သိတော့ပြီဒါပေမဲ့ vocab တွေကြားထားအောင်လည်းဘာမှလုပ်လို့မရသေးဘူးရထားတဲ့ vocab တွေကိုပြန်သုံးပြီး sentence တွေဆောက်ဖို့လိုတယ်အဲ့လို sentence တွေရေးနိုင်မှုကြတော့ grammar တွေသိထားဖို့လိုလာပြီအဲ့ဒါကြောင့်မလို့ grammar တွေရောဘယ်လိုလုပ်ကြမလဲဆိုတာကိုဆက်ပြောကြတာပေါ့ Rosie တို့ပြောလာရင်အများစုကြားဘူးရမယ်တင်တယ်သူပြောခဲ့တဲ့စကားရှိတယ်တိုက်ခွက်ပေါင်း1000လောက်လေ့ကျင့်ထားတဲ့သူကိုကျွန်တော်မကြောက်ဒါပေမဲ့ကျွန်တော်ကြောက်တာတိုက်ခွက်တစ်ခွက်တည်းကိုပဲအချိန်1000လောက်လေ့ကျင့်ထားတဲ့ပြန်ပြဖို့ပဲတဲ့ essay ရေးတာကိုလေ့ကျင့်တော့မှဆိုရင်ဒီစကားကိုတေချာမှတ်ထားဖို့လိုတယ်ရှေ့ကပြောခဲ့တဲ့ vocab မှာဆိုရင်လည်းအလုံးပေါင်း1000နဲ့ရှိအောင်ရနေဖို့မလိုကိုရထားရင်50 60လောက်ကိုပဲမမားပဲသုံးတတ်အောင်တေချာလေ့ကျင့်တာခုပြောမယ် grammar မှာလည်းဒီလိုပဲ10 12မျိုးရှိရမှန်းတယ်ဒါပေမဲ့ essay ကောင်းရေးတတ်ဖို့ဆိုရင်12မျိုးလုံးပိုင်းနေစရာမလို၄ခု5ခုလောက်ရထားရင်ကိုအဆင်ပြေတယ်။ညအခုမှစလုပ်မယ်ဆိုရင်2ခုလောက်ကိုပဲရင်စလုပ် present simple နဲ့ past simple အဲ့နှစ်ခုကိုတော့လုံးဝအပိုင်ရအောင်လုပ်တာ။ essay ရေးတတ်ချင်လို့ဆိုပြီး grammar ကြီးပဲတည်တံ့လုပ်နေရမျိုးတော့အားမပေးချင်ဘူး။အခြား essay ကောင်းတွေများများဖတ်ပြီးပဲ grammar တွေကိုနည်းနည်းချင်းစီလေ့လာပါ။ grammar pattern လေးတွေကိုကျွန်တော်ပထမဆုံးပြောခဲ့တဲ့ချက်ကားလိုမျိုးကြိုတင်ပြီးတော့လည်းပြင်ဆင်ထားစေချင်တယ်။သုံးလို့တင်တော့မယ်နည်းနည်း advanced ဖြစ်တဲ့ pattern လေးတွေကို2ခု3ခုလောက်တော့လေ့ကျင့်ထားနိုင်ရင်ကောင်းတယ်။ဒါပေမဲ့အရင်အဆင့်ပြနာမျိုးတွေအများကြီးမရနိုင်ဘူးဆိုရင်လည်းအဆင်ပြေတယ်။အသုံးလုံးမမှားဖို့တော့ view ဆိုင်ပြီ။ tense တွေလည်းသိချရပြီ grammar တွေလည်းနည်းနည်းလောက်ရထားပြီဆိုရင်တော့ sentence တွေဒီစောက်ကြည့်လို့ရနေပြီဒါပေမဲ့ဒီ sentence တွေကြီးပဲ tense ပြီးတော့ခြာရေးလိုက်လို့လည်းမရပြန်ဘူး sentence တွေကိုအခြေစက်မိမိနဲ့ကြောင်းနဲ့ကြောင်းဆက်ဆက်ပေးဖို့လိုတယ်ဒီလိုလုပ်ဖို့အများကြီးတည်ထားဖို့တော့မလိုဘူးအကြောင်းအရာတွေထပ်ပြည့်ရှင်တဲ့အခါမှာသုံးဖို့ and ရဲ့ရှေ့ကပြောခဲ့တာနဲ့ direction ပြောင်းပြောပေးဖို့ but ရဲ့အကြောင်းပြချက်တွေရှင်းပြမယ် because ရဲ့ဒီအုပ်စုသုံးစုကိုရထားရင်အဆင်ပြေပြီဒါမဲ့တစ်ခုတည်ထားမှာ and ရဲ့ but ရဲ့ because ရဲ့သုံးခုလုံးကို essay ရေးတဲ့အခါမှာ sentence ရဲ့အရှိဆုံးမှာလုံးဝမသုံးမိပါစေနဲ့နောက်ပြီးတော့ဒီသုံးခုလုံးက essay ကောင်းတစ်ခုအတွက်ဆိုရင်အရန်ရိုးရှင်းလွန်းနေတယ်အဲကြောင့်မလို့သူတက်နည်းနည်းအစိမ့်မြင့်တဲ့ဟာလေးတွေကိုမှတ်ထားပြီဒါပြီးရထားပြီဆိုရင်တော့ sentence တစ်ခုနဲ့တစ်ခုကြား transition တွေကိုပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ဒီလိုဆိုရင် survey paragraph တွေရေးနိုင်ရင်အဆင်ဖြစ်သွားပြီ paragraph တွေရေးတဲ့အခါမှာတစ်ခုထပ်တည်လာတဲ့နာ sentence starter လေးတွေပဲ intro မှာရေးနိုင်မယ့် sentence starter တွေ conclusion အတွက် sentence starter တွေဒါမျိုးလေးတွေလည်းကြည့်ထားပြီခုပြောသားတဲ့ဟာတွေအားလုံးကိုသိအောင်လို့ဘယ်လိုလုပ်ရမလဲဆိုတာကိုနောက်ဆုံးချက်ကြမှာလေ့ကျင့်နည်းတွေကိုသိချာရှင်းပြပေးမယ်နောက်ဆုံးအပေါ်အနေနဲ့ထိုက်ပြောချင်တာကိုရှိသေးတယ်ဒါကတော့စကားပုံတွေအစုံမဲ့လေးတွေကိုတည်ထားအောင်လုပ်ဖို့ပဲခေါင်းစဉ်နဲ့ကိုင်းမဲ့စကားပုံလေးတွေကိုသိချာလေးသုံးမိနိုင်မယ်ဆိုရင်တော့တော်တော်လေးမိုက်တဲ့ essay တစ်ပုဒ်ဖြစ်သွားပြီဒါမဲ့သတိထားရမှာတခုလည်းရှိတယ်ကိုကြည့်ထားရဆိုတာနဲ့ခေါင်းစဉ်နဲ့မကိုက်ပဲနဲ့ဇွတ်ထည့်မရေးနဲ့မရေးလို့ဘာမှမဖြစ်ဘူးမဆိုင်တာကြီးလာရေးထားရင်တော့အမှတ်လျှော့ခံရလိမ့်မယ်ဒါတခုမှကျန်တာအလုံးလုံးနှစ်ခုထပ်တော့ပုံမသုံးမိစေနဲ့ဖြစ်နိုင်ရင်တစ်ခုလောက်ပဲသုံးတာပိုကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ရေးရမယ့် essay ကအလုံး900လောက်မှာစကားပုံတွေအဆိုမဲ့နေရ3ခု4ခုလောက်ထပ်ပါနေမယ်ဆိုရင်အဆင်မပြေတော့ဘူးဥပမာကမင်းခုကြည့်နေတဲ့ဗီဒီယိုမှာစက္ကန့်20လောက်နေတိုင်းစကားပုံတစ်ခုလောက်ကိုဥပမာပေးနေမယ်ဆိုရင်ဘယ်လိုနေမလဲကြည့်လို့မကောင်းတော့ဘူးမလားမင်း essay မှာလည်းအဲ့လိုပဲဖြစ်သွားလိမ့်မယ်ဒီဗီဒီယိုမှာလည်းအခုချိန်ကြီးတစ်ခုပဲသုံးထားရသေးတယ်ဒါပေမဲ့အရေးကြီးပြီးတော့ဒီနေရာမှာလည်း quality ဖြစ်နေလို့ထပ်ပြောမယ်ထက်ခွက်ပေါင်း1000လောက်ကိုမလေ့ကျင့်နဲ့ထက်ခွက်တစ်ခွက်တည်းကိုပဲအချိန်ပေါင်း1000လောက်လေ့ကျင့်တာတကယ်တမ်း essay ရေးတဲ့အခါမှာလက်တန်းရေးနိုင်မှုဆိုရင်ကိုကများများလေ့ကျင့်မထားပဲတော့မရနိုင်ဘူးအဲ့ဒါကြောင့်မလို့ဘယ်လိုလေ့ကျင့်ရမလဲဆိုတာပါတခါရေးရှင်းပြမယ်အရေးကြီးဆုံးတော့ input တွေသူများရေးထားတဲ့ essay ကောင်းတွေကိုများများဖတ်ထားဖို့လိုတယ်လို့ပြောချင်တာမင်းကဘာမှဖတ်မထားဘူးဆိုရင်ခေါင်းထဲမှာလည်းဘာမှရှိနေမှာမဟုတ်ဘူးဘာမှမရှိတာကြီးကိုကြိုးစားပြီးတော့ထုတ်ရေးနေလေပဲရမှာမဟုတ်ဘူးမမြင်ဘူးတဲ့လူတယောက်ကိုမှတ်မိဖို့ကြိုးစားလို့မျိုးပဲဒီတော့ main ကိုယ်တိုင်ကလည်းရေးမဲ့အကြောင်းအရာကိုများများသိထားဖို့လိုတယ်ဒါပေမဲ့ဒီလိုများများသိထားနိုင်အောင်ဘယ်လိုလေ့ကျင့်ကြမလဲ Okay အဲအကြောင်းလို့နောက်ဆုံးအချက်ကိုမသားခင်လေ့ကျင့်ရမယ့်နည်းကိုအရင်ဆုံးပြပြမယ်ဘာပဲလေ့လာဆရာကြီးဖြစ်နေတယ်ဆိုရင်သုံးရမယ့်လေ့ကျင့်နည်းပဲကွာ
essay မှမဟုတ်ဘူးဘယ်နေရာမှာပဲတော်ချင်ရင်ဒီနည်းကိုသုံးပြီးတော့လေ့ကျင့်လို့ရတယ်အဲဒါကြောင့်မလို့အခုပြပြမဲ့နည်းကိုသိချနားထောင် deliberate practice လုပ်တယ်လို့ခေါ်တယ်မင်းရဲ့လုံနိုင်စွမ်းရှိတဲ့လောက်အစိုးစုံနည်းရအောင်အားစိုက်ထုတ်ပြီးတော့လေ့ကျင့်နည်းမျိုးကိုခေါ်တာဒီလိုမျိုး deliberate practice ကိုရနိုင်မဲ့အဆင့်၄ဆင့်ကိုပြပြမယ်အမှတ်၁ချက်ကဘယ်နေရာမှာတော်ချင်လဲဆိုတာကိုအရင်ဆုံးသိချဆုံးပြမင်းအခုဒီဗီဒီယိုကြည့်နေတာဆိုရင်တော့ဒါ essay ကောင်းတစ်ပုဒ်ရေးတတ်ချင်လို့ပဲဒါဆိုရင်ရပြီဒီလိုမှမဟုတ်ဘူးတခြားဟာတွေတော်ချင်တာဆိုရင်လည်းအဲ့ဒီဟာကိုသိချအရင်ဆုံးဆုံးဖြတ်တာတင်ချာမှာတော်ချင်တယ်ဂျပန်စာရချင်တယ်ဂီတာတီးတတ်ချင်တယ်အားကစားတစ်ခုခုမှာကျွမ်းကျင်တယ်အစုံရတယ်ကွာဘာဖြစ်ဖြစ်ကိုလေ့ကျင့်မဲ့အရာကိုအရင်ဆုံးသိချပြီအဲ့ဆိုရင်နံပါတ်2အဆင့်ကိုထပ်သွားလို့ရပြီနံပါတ်2အဆင့်ကအာယုံစိုက်ပြီးလုပ်ရမယ်မင်းတော်ချင်တယ်ဆိုတဲ့အရာပေါ်မှာအာယုံဆိုင်မှုအပြည့်ပေးပြီးတော့လေ့ကျင့်မှုတွေကိုစလုပ်ဖို့ပဲအချိန်ချင်းထက်ခါလေ့ကျင့်ရမယ်ဒါပေမဲ့ quality ကောင်းတဲ့လေ့ကျင့်မှုပဲဖြစ်အောင်တော့ queue ဆိုင်တာ quality ကောင်းတဲ့လေ့ကျင့်မှုမျိုးဆိုတာဘာကိုပြောတာလဲဆိုတော့စိတ်ကဟိုရောက်တယောက်ဖြစ်မနေပဲနဲ့ကိုလုံးမဲ့အရာကိုပဲတရားခိုင်တော့အပြည့်အဝအာယုံစိုက်ထားတာကိုပြောတာဒီလိုမျိုးအပြည့်အဝ focus လုပ်နိုင်မှုဆိုရင် Pomodoro technique ကိုသုံးလို့ရတယ်မိနစ်20လောက်လုပ်ပြီးတော့5မိနစ်လောက်ပြန်တာပေါ့ဒါမျိုးတစ်ကြော့ပြီးတစ်ကြော့လေ့ကျင့်သွားโอเคမင်းကလေ့ကျင့်တာတော့တော်တော်လေးလောက်ဖြစ်နေပြီဒါပေမဲ့မင်းလုပ်နေတာကြီးကတကယ်ရောရှေ့ရောက်ရဲ့လားနီလန်းတွေရောမှန်ရဲ့လားဆိုတာကိုလည်းပြီးဖို့လိုလားဒီတော့အဆင့်3ကပြန်လည်သုံးသပ်ရမယ်ဘယ်လိုသုံးသပ်ရမလဲဆိုတော့အရင်ဆုံးကိုယ့်ဘက်ကိုသုံးသပ်ငါဘယ်လောက်ထိတိုးတက်လာလဲတနေ့စာဘယ်လောက်လုပ်ဖြစ်လဲပေါ့ဒါကိုသိထားရမယ်ကိုတနေ့အစီဘယ်လောက်လေ့ကျင့်လဲဆိုတာကိုမှတ်ထားဖို့အကြောင်းကိုတော့နောက်ဆုံးချက်မှာသိချရှင်းပြပေးမယ်ကိုယ်တိုင်သုံးသပ်ယူနေလည်းမပြီးသေးဘူးအရေးကြီးဆုံးတစ်ချက်ကြံသေးတယ်ဒါက deliberate practice လုပ်နိုင်မှုဆိုရင်အရေးကြီးတဲ့အချက်ပဲဒါကတော့ feedback ယူဖို့ကိုယ့်ရဲ့ဆရာတယောက်ပဲဖြစ်ဖြစ် senior တယောက်ပဲဖြစ်ဖြစ်ကိုယ့်ထက်အတွေ့အကြုံပိုရှိတဲ့သူစီက feedback တွေပြန်ယူဖို့ပဲမင်းလေ့ကျင့်တာတွေကတကယ်ပဲမှန်ရဲ့လားတိုးတက်လာရဲ့လားပြန်သုံးသပ်ပေးမယ်သူပေါ့မင်းကအဲ့ဒီ feedback တွေပြန်သုံးပြီးတော့လေ့ကျင့်တဲ့အခါမှာပိုတိုးတက်အောင်ထပ်ကြိုးစားပြီးတော့လေ့ကျင့်နံပါတ်4အဆင့်ကတော့ရှေ့ရချက်တွေကိုထပ်ခါပြန်လုပ်ဖို့ပဲမင်းရဲ့ skill ကိုပြန်ပြီးတော့သုံးသပ်မယ်အာရုံစိုက်ပြီးတော့ပြန်လေ့ကျင့်မယ် feedback တွေယူမယ်ထပ်လေ့ကျင့်မယ်ဒါကြီးရွက်ပတ်ပြီးတော့မတော်မချင်းလောက်သွားအောင်ပါဟုတ်နိုင်တဲ့စီတည်းများအားစိုက်ပြီးတော့လုပ်နေဖို့ပဲဒါမဲ့ဒီလိုလုပ်နေရင်လည်းဘာမှတိုးတက်မှုမရှိတယ်လို့ခံစားရပြီးတော့စိတ်သက်သာသွားတဲ့အချိန်မျိုးလည်းရှိလာနိုင်မယ်အဲဒါကြောင့်မလို့ဒီအကြောင်းကိုမှတစ်ခါရေးပြထားမယ်တိုးတက်လာရဲဆိုတာမင်းထင်ထားရလို့တသက်မတည်းရှိနေမှာမဟုတ်ဘူးဥပမာပထမတစ်ပတ်မှာ level 10တက်သွားတယ်နောက်တစ်ပတ်မှာ level 10ထပ်တက်တယ်ဒါမျိုးဖြစ်နေမှာမဟုတ်အများကြီးတိုးတက်လာတယ်လို့ခံစားရတဲ့အချိန်တွေလည်းရှိမယ်ဘာမှရှေ့ဆက်မြောက်တယ်လို့ဖြစ်နေတဲ့အခါတွေလည်းရှိမယ်ဒါမဲ့အရေးကြီးတာဆက်ပြီးလေ့ကျင့်နေဖို့ပဲအစီရေးတယ်ဆိုတာဘာသာစကားတစ်ခုကိုကျွမ်းကျင်အောင်လုပ်နေရတာပဲဘာသာစကားလေးလာရဆိုတာအချိန်ယူရတယ်ဒါအောင်မင်းကမတိုးတက်လို့ခံစားနေရလို့ရက်လိုက်မယ်ဆိုရင်တော့တကယ်လည်းဘာမှရှေ့ရောက်တော့မှာမဟုတ်ဒါကြောင့်မလို့ deliberate practice အဆင့်၄ဆင့်ကိုသိချမှတ်တာပြန်ပြောပြရမယ်ဆိုရင်လေ့ကျင့်မဲ့အရာကိုအရင်ဆုံးသိချပြီးအာရုံစိုက်ပြီးတော့လေ့ကျင့် feedback တွေယူရှေ့ရအချက်တွေကိုထပ်ခါပြန်လုပ်တဲ့အခါမှာတကယ်တိုးတက်ချင်ရထားတဲ့ feedback တွေကိုပြန်သုံးဖို့လည်းမမေ့နဲ့ဒါကြောင့်မလို့ဒါမျိုး deliberate practice က feedback တွေယူပြီးတော့လေ့ကျင့်ခန်းတွေလုပ်နိုင်အောင် challenge တွေတစ်ခုလုပ်ပေးဖို့အစီအစဉ်ရှိတယ်ရက်30အတွင်းမှာပိုကောင်းတဲ့ essay ရေးနိုင်အောင်လို့အတူတူလေ့ကျင့်ကြမယ့် challenge တွေပေါ့ဒါမဲ့ရက်30ဆိုတဲ့အချိန်ကအရန်နေတဲ့အတွက်ဘာသာစကားတစ်ခုကိုအရန်ကြီးတော့ကျွမ်းကျင်အောင်မလုပ်နိုင်ဘူးဒါတော့ကြိုပြီးပြလာတာအလိုပဲဖြစ်ဖြစ်ဒီကနေစပြီးတော့မင်းကိုယ်တိုင် essay တစ်ပုဒ်ကိုဘယ်လို self study လုပ်ရမလဲဆိုတာကိုတည်သွားနိုင်အောင်ပဲအဓိကရည်ရွယ်တာဒါကြောင့်မလို့ဒါမျိုး challenge တွေကိုလုပ်ပေးစေချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားပြီးတော့အောက်က comment ထဲမှာ essay challenge ဆိုပြီးတော့လည်းရေးပေးခဲ့ဆိုတော့နောက်ဆုံးတစ်ချက်ကိုသားလိုက်ကြရအောင်နောက်ဆုံး P က practice နောက်ဆုံးအဆင့်နဲ့အရေးကြီးဆုံးအဆင့်ပဲတချို့တွေဆို essay ကိုစနစ်တကျဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုသိချမသိကြအောင် essay လို့ပြောလိုက်တာနဲ့အလုပ်ချက်ပြီးဖြေမယ်ကွာဆိုပြီးတော့တွေးထားတဲ့ကြောင်းသားတွေလည်းရှိလိမ့်မယ်ဒါမဲ့ဒီဗီဒီယိုထဲမှာတော့ essay ကိုအလုပ်ချက်စရာမလိုပဲနဲ့စနစ်တကျဘယ်လိုလေ့ကျင့်ရမလဲဆိုတာကိုသိချရှင်းပြပေးမယ်အလုပ်ချက်တယ်ဆိုတာမေ့သွားတတ်တယ်မင်းကနားမလည်ပဲနဲ့ကြက်ပဲကြက်ထားလိုက်မယ်ဆိုရင်စလုံးပေါင်းမှားတာတို့ grammar မှားတာတို့ရင်းနေနဲ့ဘာဆက်ရေးရမလဲမေ့သွားတာမျိုးတွေဖြစ်လာလိမ့်မယ်ဒါကြောင့်မို့လို့အခုပြောပြမဲ့လေ့ကျင့်ဒီအတိုင်းလိုက်လို့ကြည့် essay ရင်းနေတယ်မဟုတ်ပဲနဲ့မင်းရဲ့အင်္ဂလိပ်စာရေးခြင်းမှာတိုးတက်လာလိမ့်မယ်ဒီတော့ essay ကိုကိုယ်တိုင်စဉ်းစားပြီးတော့ရေးနိုင်လာမှာပေါ့ထမဆုံးလိုတာကဗလာစာအုပ်တော့ပဲရှေ့ကစာမျက်နှာ2မျက်စာလောက်ကိုကြော်ထားခဲ့လိုက်အခုလိုမြင်ရတဲ့စာမျက်နှာကနေစာဒီစာအုပ်မှာ essay လေ့ကျင့်ဖို့ဆိုပေမဲ့အဓိက essay တွေကိုအစဆုံးရေးပြီးတော့လေ့ကျင့်နေမှာမျိုးမဟုတ်ဘူးဒါမျိုးလုပ်ချင်တယ်ဆိုလည်းရတယ်ဒါမဲ့အခုပြောပြမဲ့နည်းကရေးပြီးလေ့ကျင့်ရမယ့်နည်းမျိုးမဟုတ်ဘူးခုနကပြောလို့စာရွက်2ရက်လောက်ကိုကြော်ထားလိုက်စာအုပ်ကညာဘက်ချင်းရဲ့မျက်နှာမှာပထမဆုံးချက်ကမရေးခင်ပလန်လောက်ခိုင်းတဲ့ဇယားကွက်မျိုးကိုဆွဲထားလိုက်ညာဘက်ကအကွက်ကြီးထဲမှာသူ့ essay ထဲမှာပါတဲ့အကြောင်းအရာကို mind map တွေကိုပြန်ဆွဲထုတ်ပြီးတော့လေ့ကျင့်ကြည့်ဆိုပါတော့ခုနကပြောရလေ deliberate practice ကြောင့်ရေးထားတဲ့စာအုပ်ကိုမင်းကဖတ်တယ်ပဲဒါဆိုရင်ဒါမျိုးပုံစံမျိုးနဲ့မင်းနားတယ်လို့ရေးထားလိုက်အထူးကတော့ essay တစ်ပုဒ်လုံးမှာပါတဲ့ structure တွေကိုတည်ထားဖို့ပဲဒီလိုလုပ်ထားရင်ကိုယ်တိုင် mind map ဆွဲပြီးတော့ idea ထုတ်တဲ့အခါအတွက်လည်းအထောက်အကူဖြစ်လိမ့်မယ်ဒါကြီးကတိတ်ရေးမကြည့်ဘူးလို့မင်းကတွေးကောင်းတွေးလိမ့်မယ်ဒါပေမဲ့မင်းကရေးမဲ့အကြောင်းအရာကိုတေချာသိမထားဘူးဆိုရင်အင်္ဂလိပ်စာဘယ်လောက်ကြီးပဲတော်နေနေ essay ကောင်းတစ်ပုဒ်ထွက်လာမှာမဟုတ်ဘူးဒီတော့တစ်ပုဒ်လုံးအကြမ်းမြင်နားလည်အောင်ရှင်းဆုံးလုပ်တာ essay ရေးတဲ့အခါမှာ3ပိုင်းရှိကြတော့အားလုံးလည်းသိပြီလောက်ပြီ intro ရဲ့ body ရဲ့ conclusion ရဲ့
intro ဆိုတာကမင်းက body မှာရေးမဲ့အကြောင်းအရာတွေကိုအရှိန်မှတ်ပေးရတာဒါပေမဲ့မင်းက body မှာဘာရေးမလဲမသိခင်မှာတည်းကဒီ intro ကိုစရေးနေမယ်ဆိုရင်တော့အဆင်မပြေတော့ကိုယ်တိုင်တော့ဘာရေးရမလဲမသိပဲနဲ့စာဖတ်တူကိုအမြည်ဘယ်လိုသွားပေးမှလဲအဲဒါကြောင့်မလို့မင်းကိုယ်တိုင် essay တစ်ပုဒ်လုံးစမြည်ခင်မှာနဲ့ကိုဘာအကြောင်းရေးမယ်ဆိုတာကိုတည်ထားဖို့လိုတယ်အဲ့လိုတည်နိုင်မှုဆိုရင်ခုလိုဖတ်ထားတဲ့ essay တွေကိုမိုင်းမှတ်ထုတ်ပြီးတော့သူတို့ဘာအကြောင်းတွေရေးထားရဆိုတာကိုမှတ်ထားတင်တယ်ခုနကပြောဖို့တစ်ခုချန်သွားတယ်စာရွက်ညာဘက်အပေါ်ထောက်နာမှာနံပါတ်ဖြစ်ဖြစ်နေဆွဲဖြစ်ဖြစ်အဆင်ပြေလို့အမှတ်သားတစ်ခုလောက်တာဒီတော့ဘယ်ဘက်ကဒုတိယအကွက်တည်းကိုသွားကြမယ်ဘယ်ဘက်စာမျက်နှာကိုပြောတာမဟုတ်သေးဘူးခုပြထားတဲ့အကွက်ကိုပြောတာအခုလေ့ကျင့်နေကြပြီအားလုံးကပထမချက်မှာပြောထားတဲ့ planning phase နဲ့တော်တော်လေးစင်တယ်ဒါမဲ့အခုကလေ့ကျင့်မှုအဓိကဆိုတော့နည်းနည်းလေးတော့꿰ရလေးတော့ရှိမယ်ဒီမှာကမင်းပိုက်လိုက်တဲ့ essay တွေက vocabulary တွေ grammar pattern တွေကိုမှတ်ထားရမှာ vocab ကြောင်းရင်တော့ပြောမယ်အမျိုးရှိလိမ့်မယ်တခုကမင်းရှင်တွေကဒါမဲ့နောက် essay တွေမင်းကိုယ်တိုင်ပြန်ရေးတဲ့အခါမှာအသုံးချဖို့မှတ်လိုက်တဲ့ vocab တွေနောက်တစ်မျိုးကတော့မင်းနဲ့တိတ်မင်းသေးတွေကတော့အစိမ့်သက်သက်ဖြစ်နေတာတော့ vocab မျိုးတွေဒါတော့မင်းအောင်မတူတာမျိုးပဲဖြစ်ဖြစ်သင်္ကေတတစ်ခုလောက်တာမျိုးပဲဖြစ်ဖြစ်မှတ်ထားပေါ့နောက်ရက်တွေပြန်လေ့ကျင့်လို့ရအောင်လို့တခြား grammar pattern တွေနောက်ပြီးမှပြန်လေ့ကျင့်နေဆိုတဲ့ဟာတွေကိုဒီတက်မှာအစုံရေးမှတ်ထားလို့ရတယ်အောက်ကအကွက်ကတော့မင်းသုံးရင်တော့သုံးလို့ရတယ်ဥပမာအခုဖတ်လိုက်တဲ့ essay စာပိုက်ကဒီခေါင်းစဉ်အပြင်ဆက်ဆက်နေတဲ့ခေါင်းစဉ်တွေ topic တွေကိုမှတ်ထားမလားစာပိုက်ထဲမှာပါပြီးတော့ပြန်သုံးရင်လည်းဆိုတဲ့ဇာတ်ပုံလိုမျိုးစာကြောင်းတွေကိုပဲမှတ်ထားမလားမင်းကြိုက်လို့သုံးလို့ရတယ်ဒါဆိုရင်တော့ essay တွေဖတ်ပြီးတော့နှုတ်ထုတ်လေ့ကျင့်တဲ့အပိုင်းတော့ပြီးသွားပြီဒါမဲ့ပြန်လေ့ကျင့်မှုကြံသေးတယ်ဒါတော့ဘယ်ဘက်ရှင်ကကြံနေတဲ့စာမျက်နှာပါလို့ရမယ်ခုနကဖတ်ထားတဲ့ essay တွေကမင်းမသိလိုက်တာပဲတေချာပြန်လေ့လာဖို့ဆိုပြီးတော့မှတ်ထားလိုက်တဲ့အချက်တွေကိုဒီစာမျက်နှာမှာပြန်လေ့ကျင့်တာတကယ်လို့ဘယ်ဘက်စာမျက်နှာကအလွတ်ကြီးဖြစ်နေဆိုရင်ဒါကမင်းဘာမှပြန်မလေ့လာထားအောင်ဆိုတဲ့အဓိပ္ပာယ်ပဲအဲ့ဒါကြောင့်မလို့ဒီစာမျက်နှာအပြည့်ဖြစ်တဲ့အထိပြန်လေ့ကျင့်အပြည့်ဆိုတာတကယ်အပြည့်ကိုပြောတာပေါ်ရောအောက်တွေရောတမျက်နှာလုံးဆွဆွခတ်နေအောင်မှတ်ထားလို့ရတယ်အရင်တက်တက်ရဲဖြစ်နေအောင်လုပ်နေဖို့မလိုဘူးခုနအရှိတုံးမှာခြံထားဖို့ပြောခဲ့တဲ့စာရွက်2ရက်လောက်ဆိုတာမာတိကရေးဖို့ဒါမှလည်းမင်း review ပြန်လုပ်တဲ့အခါမှာလွယ်လွယ်ကူကူပြန်ရှာရလွယ်မှာโอเคဒီလိုမျိုး essay လေးကျင့်တာစာအုပ်တုပ်ပြည့်သွားတဲ့ခါကျရင် essay တွေမဟုတ်ပဲအင်္ဂလိပ်စာရေးချင်းမှာတိုးတက်လာတာကိုအများကြီးသိသာလာနိုင်မယ်အဲ့ခါကျရင်တော့ဒီ video လေးမှာတခြားသူတွေပါအားတက်ရအောင်ပြန်လာပြောရေးပေါ့နောက်ဆုံးမှကျင်တာ deliberate practice ကိုနေတိုင်းလုပ်နေဖို့မမေ့နဲ့ဒီလောက်ပါပဲ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဦး